အားလုံးပဲမင်္ဂလာပါချယ်ရီ YouTube channel လေးကနေကိုမရဲ့အားလုံးကိုတရားမကျန်နေထွေးစွာပြန်လဲကြိုဆိုလိုက်ပါရနော်31ရက်နေ့3လပိုင်း2025တနင်္လာနေ့ညနေစေးမှာကိုမရဲ့အားလုံးပဲနော်တရားမကျန်အကိုမရဲ့အားလုံးပဲအဆင်ပြေစေရမယ်ပေါ့နော်အားလုံးပဲမင်္ဂလာနေ့လည်ခင်းလေးပါနော်ကိုမရဲ့အားလုံးပဲနော်မနေ့ကတော့ပေါ့နော်ချယ်ရီတို့မဖွင့်ဘူးအောင်မှုလို့ပေါ့နော်ချယ်ရီတို့ live လွှင့်ပေးတာပေါ့နော်လွှင့်မယ်ဆိုလို့ရှိရင်ကနေလေးကပါပါတယ်ပေါ့နော်ချယ်ရီလေးတစ်လုံးကြိုက်နေတဲ့အတွက်မနေ့ပိုင်းကမလွှင့်ဘူးမထွက်ဘူးအောင်မှုလို့ပေါ့နော်မတင်ပေးလိုက်တာပေါ့နော်ကိုမရဲ့အားလုံးတပွေတစ်သေးတော့နစ်နာသွားတာပေါ့နော်ကိုမရဲ့အားလုံးပဲနော်ချယ်ရီဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတော့ကိုမရဲ့အားလုံးပဲနော်တယောက်တစ်ချက် live လက်မလေးတယောက်တစ်ချက်နေမယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် channel လေးကို subscribe လုပ်မယ်အများမြင်များပေါ့လဲ like and share လေးနဲ့ဝိုင်းဝန်း share ပေးကြမယ်ပေါ့နော်ကိုမလေး share ချယ်ရီနော်တပြားတစ်ချက်မှလည်းမယူပါဘူးချယ်ရီရထားတဲ့ကနန်းလေးနဲ့ကိုမလေးအားလုံးပေါက်စေခြင်းနဲ့စေတနာလေးနဲ့ပဲချယ်ရီလာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်နော်ကိုမရဲ့အားလုံးပဲချယ်ရီကိုပေါ့နော် like and share လေးနဲ့ share ပေးရင်တော့ share ပေးရုံအနေနဲ့ပဲချယ်ရီကျင်းနေပါပြီနော်ကိုမရဲ့အားလုံးပဲနော်ချယ်ရီကီးပေါ့နော်ချယ်ရီကီးကိုကိုမရဲ့တတိထားမိလားမသိဘူးနော်ချယ်ရီကီးလေးကမနေ့ကတော့မကြသွားဘူးနော်ဒီညနေကြသွားမှာချယ်ရီကီးရနော်169ကီးလေးပါနော်ရှယ်ကီ169ကီးလေးပါနော်ကနန်းလေးပြောပြပေးမယ်ကိုမရဲ့အားလုံးပဲနော်ဟိုပေါ့ပြောမယ်ဆိုလို့ရှိရင်ကိုတယောက်တည်းတွေ့ပြီးတော့ကိုတယောက်တည်းပေါက်တာမျိုးမဖြစ်စေပဲတော့နော်မဖြစ်ပဲနဲ့ပေါ့နော်အများမြင်များပေါအောင်ကိုမရဲ့ like ဝိုင်းဝန်းပြီးတော့ share ပေးကြပါလို့ချယ်ရီဘက်ကနေပြီးတော့နော်မေတ္တာရက်ခံပါကိုမရဲ့အားလုံးပဲနော်တူတယောက်တည်းပေါက်ဖို့တော့မဟုတ်ဘူးပေါ့နော်အများမြင်များပေါအောင်လို့ပေါ့နော်ဒုက္ခရောက်နေတဲ့သူတွေလည်းအဆင်ပြေအောင်လို့ချယ်ရီဘက်ကနေပြီးတော့ချယ်ရီရထားတဲ့ကနန်းလေးနဲ့ကိုမရဲ့အားလုံးကိုလာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ပေါ့နော်တပြားတစ်ချက်မှလည်းချယ်ရီကိုပေးစရာမလိုပါဘူးเนาะချယ်ရီကို like and share လေးနဲ့ share ပေးရုံလေးပဲချယ်ရီကျင်းတတ်နေပါပြီเนาะကိုမရဲ့အားလုံး31ရက်နေ့เนาะ31ရက်နေ့3လပိုင်း2025တနင်္လာနေ့ညနေ4နာရီခွဲစီကို share ကီးကိုချယ်ရီပြောပြပေးမှာဖြစ်ပါเนาะ share ကီးကတော့169ကီး169ကီးဒီချာလေးမှတ်ပေးပါเนาะ share ကီးက169ကီးလေးပါเนาะဝမ်းချင်းရှယ်ချင်းလေးကတော့နှစ်ခွန်ထိပ်စီးလေးပါနော်ထိပ်စီးလေးကနှစ်ခွန်ထိပ်စီးပါနော်ကိုမရဲ့အားလုံးပဲကနန်းလေးလိုက်မှတ်ပေးမယ်နော်ကိုမရဲ့အားလုံးပဲနော်ကနန်းလေးလိုက်မှတ်ပေးမယ်နော်နားမှာဆောင်းရတဲ့ဘောပင်လေးရှိရသလိုရှိတေချာလေးလိုက်မှတ်ပြီးတော့တေချာလေးပြီးတော့လိုက်ပြီးကစားပါနော်ချယ်ရီကီပေးထားတဲ့ကီးလေးနဲ့ဝမ်းချင်းလေးနဲ့ပေါ့နော်ကပ်ပြီးထိုးမယ်ဆိုလို့ရှိရင်လည်းကိုမရဲ့ထိုးလို့ရပဲဒါမှမဟုတ်ကိုမဝိုင်းကိုမပေါ့နော်ဘိုင်းတစ်လုံးရှိရဆိုလို့ရှိရင်လည်းချယ်ရီကီးလေးတွေနဲ့ဝမ်းချင်းလေးနဲ့တွဲပြီးတော့လေလိုက်ပြီးတော့ကစားလို့ရပါနော်ကိုမရဲ့အားလုံးပဲနော်ကိုမရဲ့အားလုံးပဲနော်ချယ်ရီဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတော့ကိုမရဲ့အားလုံးပဲနော်လိုက်လက်မလေးတယောက်တစ်ချက်နှိပ်ပေးမယ်နော် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် channel လေးကို subscribe နှိပ်မယ်အများမြင်များပေါအောင်လဲ like and share လေးနဲ့ဝိုင်းဝန်း share ပေးကြပါမယ်နော်ကိုမရဲ့အားလုံးပဲနော်ဟုတ်ကဲ့ပါကနန်းလေးလိုက်မှတ်လို့ရပါပြီနော်ကိုမရဲ့အားလုံးပဲချယ်ရီဒီပေါ့နော်31ရက်နေ့3လပိုင်း2025 4နာရီခွဲသေးကိုနော်ချယ်ရီပေါ့နော်တင်းနှစ်ခုထိပ်စီးကိုချယ်ရီနှစ်ကိုမင်းကွက်ယူထားပါနော်အကိုမရဲ့အားလုံးပဲကနန်းလေးလိုက်မှတ်လို့ရပါပြီနော်အကိုမရဲ့တခြားလေးလိုက်မှတ်ပေးပါနော်နှစ်တိက20ရဲ့နှစ်9ရဲ့နှစ်တိ20နှစ်9နှစ်3နော်နှစ်တိ20နှစ်9နှစ်3နှစ်6နော်နှစ်တိက20ရဲ့နှစ်9ရဲ့နှစ်3ရဲ့နှစ်6ရဲ့ပေါ့နော်တခြားလေးလိုက်မှတ်ပေးမယ်နောက်တစ်ခေါက်ထပ်ပြီးပြောပြပေးမယ်နော်နှစ်တိက20ရဲ့နှစ်6ရဲ့နှစ်9ရဲ့နှစ်3ရဲ့ပေါ့နော်5ခွဲပေါ့နော်ဒူမိန်လိုက်မှတ်ပေးပါနော်ကိုမရဲ့ဒူမိန်လေးပြောပြပေးမှာဖြစ်ပါနော်ဒူမိန်လေးကခွန်1ကခွန်6ကခွန်9ရဲ့ခွန်4ရဲ့90ရဲ့ပေါ့နော်ချယ်ရီကီးက169ကီးဆိုတော့ချယ်ရီ6ကိုလည်းကနန်း2ခွက်ရန်ထားပေးပါနော်64နဲ့60ပါနော်ကိုမရဲ့အားလုံးပဲကနန်းလေးတေချာလိုက်မှတ်ပေးပါနော်ဒူမိန်လေးကခွန်1ခွန်6ခွန်9ခွန်4 90ပြီးရင်64ရဲ့60ရဲ့ပါနော်ကိုမရဲ့အားလုံးပဲကိုမရဲ့အားလုံးပဲကနန်းလေးရကြပြီဆိုလို့ရှိရင်တော့ကိုတူဦးတယောက်တည်းမဟုတ်ဘဲနဲ့အများမြင်များပေါအောင်ပေါ့နော် like and share လေးနဲ့ဝိုင်းဝန်း share ပေးကြမယ်အများမြင်များပေါအောင်လို့ပေါ့နော်ချယ်ရီပေးလိုက်တဲ့ကနန်းလေးနဲ့ကိုမရဲ့အားလုံးပဲပေါက်တယ်ဆိုရင်ချယ်ရီဘက်ကအတိုင်းမသိဝမ်းသာပါပေါ့နော်ချယ်ရီရထားတဲ့ကနန်းလေးနဲ့ကိုမတွေကိုပေါ့နော်ပေါက်စေခြင်းနဲ့စေတနာလေးနဲ့ပဲချယ်ရီလာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ပေါ့နော်ကိုမရဲ့အားလုံးပဲနော်31ရက်နေ့3လပိုင်း2025ဒီလနေ့ညနေသေးမှာကိုမရဲ့အားလုံးပဲနော်ချယ်ရီရဲ့ဒီပေးလိုက်တဲ့ကနန်းလေးနဲ့ကိုမရဲ့အားလုံးပဲတရားမကျန်အဆင်ပြေပါသေးလို့ချယ်ရီဘက်ကဆူတောင်းတဲ့ဒီချယ်ရီရဲ့ဗီဒီယိုဖိုင်လေးကိုနော်ဒီနေရာမှာနေရနာလိုက်ပါနော်ကိုမရဲ့အားလုံးပဲညကြမှာကိုမရဲ့အားလုံးပဲပြတ်ဆုံးပါနော်အားလုံးပဲဘိုက်ပါ